ကိုလက်အိမ်ကမတန်ဆွမ်းသူတွေကိုစင်ပေါ်မှာအခုလိုလုပ်ခဲ့လို့လူပြောများနေတဲ့အောင်စပူအနုပညာဆိုတာလူတွေကိုပျော်ရွှင်စေရမယ်အသိပညာပေးရမယ်ဆိုပေမယ့်တခါတလေမှာတော့အောင်မြင်မှုနောက်ွယ်ကကျင့်ဝတ်ပြန်ရွေးမှုတွေကပြည်သူတွေကိုဒေါသထွက်စေတတ်ပါတယ်။လက်ရှိဇက်တပင်လောကမှာနာမည်ကြီးနေပေမဲ့မကြာခဏဆိုသလိုအငင်းပွားပွေရာပြက်လုံးနေကြောင်းဝေဖန်ခံရတဲ့သူကဇမင်းသားအောင်စပူနဲ့သူ့ရဲ့ဖွဲ့သားတွေပါ။အထူးသဖြင့်မတန်ဆွမ်းသူတွေအားနည်းချက်ကိုစင်ပေါ်မှာဟာတလို့လောင်ပြောင်ခဲ့တဲ့ကိစ္စကအခုဆိုရင်အကြီးကျယ်ခရရိုက်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ18ရက်နေ့ကရန်ကင်းမြို့နယ်မိုးကောင်းဖျားပွဲမှာကပြဖျော်ပြခဲ့တဲ့အောင်စပူစက်တပင်ဖွဲ့ရဲ့တင်ဆက်မှုကနေစတင်ခဲ့တာပါ။ဖျော်ပြရေးစီစဉ်တစ်ခုမှာခေါင်းဆောင်မင်းသားအောင်စပူပါဝင်လူရှင်တော်တွေနဲ့မင်းသမီးတွေဟာကိုလက်ရင်ကမတန်ဆွမ်းသူတွေရဲ့လမ်းလျှောက်ပုံကိုဟန်မှုရာတွေကိုပုံတူကူးချပြီးရည်စရာလောက်ကလောင်ပြောင်ခဲ့ကြပါတယ်။ဒီရုပ်သံဖိုင်ဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးနောက်မှာတော့ပြည်သူတွေကြားမှာကြီးကျယ်ဝေဖန်ခံရပါတော့တယ်။သူတစ်ပါးရဲ့ဒုက္ခကိုရည်စရာလုပ်တာဟာအနုပညာမဟုတ်ဘူး။ဒါလူသားချင်းစာနာမှုကင်းမဲ့တဲ့လုပ်ရပင်ဆိုပြီးဒေါသတကြီးတုံ့ပြန်နေကြတာကိုတွေ့ရပါတယ်။တကယ်တော့အောင်စပူဆက်ပွဲဟာအခုမှဝေဖန်ခံရတာမဟုတ်ပါဘူး။အရင်ကလည်းအများပြည်သူစိတ်နှောင့်ယှက်ဖြစ်စေမဲ့လုပ်ရတွေကြောင့်နာမည်ပြတ်ခဲ့ပူပါတယ်။မကြသေးခင်ကမှလူရှင်တော်ဖြိုးဖြိုးဆိုသူဟာကလေးငယ်တူကိုစင်ပေါ်ခေါ်တင်ပြီးမသိတော်တဲ့ဟာတာတွေလုပ်ခဲ့တာကြောင့်တပင်စီယုံကနေပြင်းပြင်းထန်ထန်တတိပေးတာနဲ့ဝန်ခံထိုးတာတွေခံခဲ့ရပါသေးတယ်။တန်ဃာတော်ရှင်သူမြတ်တွေကိုလည်းစော်ကားတဲ့ပြက်လုံးတွေကြောင့်လည်းတောင်းပန်ခဲ့ရပူပါတယ်။စုချင်းငွေတွေအများကြီးရနေတဲ့အောင်စပူကိုအားကြလို့တန်ဃာတော်တွေကလူထွက်တော့မယ်ဆိုတဲ့ပြက်လုံးမျိုးဟာဘာသာရေးရကြည့်ရင်အင်မတန်ရိုင်းဆိုင်ပြီးလူများရဲ့စိတ်ဆိုးဒေါသထွက်မှုကိုခံခဲ့ရတာပါ။ကြားထဲကနဂရောဝစ်စုံနဲ့ဟာတာလို့နဂရောတွေဒေါသထွက်တာရှိပါသေးတယ်။ဒီလိုဝေဖန်မှုတွေပြင်းထန်နေပေမယ့်အောင်စပူရဲ့ပြည်သက်တချို့ကတော့ဒါအမှုပညာသဘောအရပြက်လုံးထုတ်တာပဲအရင်ကလည်းဒီလိုလုပ်လာတာပဲဆိုပြီးကာကွယ်ပြောဆိုနေကြတာပါ။ဒါပေမဲ့အမှုပညာရှင်တွေနဲ့ဝေဖန်သူတွေကတော့အမှုပညာဆိုတာလူသားချင်းစာနာထောက်ထားမှုပေါ်မှာအခြေခံရမှာဖြစ်ပြီးတပားသူရဲ့ဒုက္ခနဲ့ဘာသာရေးကိုခုတုံးလုပ်ပြီးနာမည်ကြီးအောင်မလုပ်သင့်ဘူးလို့ပြန်လည်ထောက်ပြနေကြပါတယ်။အနုပညာရှင်တူရဲ့အောင်မြင်မှုဆိုတာပရိသတ်ရဲ့ချစ်ချင်းမေတ္တာပေါ်မှာတိဆောက်ထားတာဖြစ်လို့ပရိသတ်ကိုပြန်လည်လေးစားဖို့လိုအပ်ပါတယ်။အထူးသဖြင့်မတန်ဆွမ်းသူတွေကိုလူမှုတိုင်းဝိုင်းရဲ့ဖေးမမှုကိုလိုအပ်နေသူတွေကိုခုတုံးလုပ်ပြီးဟာတာပြန်လုံးထုတ်တာဟာအနုပညာရှိသွေးနှိမ်ပါမှုကိုပြသရန်ရောက်ပါတယ်။ခင်မီတဲ့ပရိသတ်တွေအနေနဲ့ကတော့အနုပညာဆိုတဲ့ခေါင်းစဉ်အောက်ကနေလူသားချင်းစာနာမှုကင်းမဲ့တဲ့ဘယ်လုံးရက်ကိုမဆိုလက်သင့်ခံမှာမဟုတ်တော့ပါဘူး။ဇမင်းသားအောင်စပူအနေနဲ့အောင်မြင်မှုတွေရရှိနေချိန်မှာမိမိရဲ့အဖွဲ့သားတွေတင်ဆက်နေတဲ့ပြက်လုံးတွေဟာလူချင်းဝတ်နဲ့ညီရလောက်တပားသူကိုထိခိုက်စေသလားဆိုတာကိုသေချာစစ်စစ်ဖို့လိုအပ်နေပါပြီ။တာဝန်ယူမှုရှိတဲ့ဖျော်ဖြေတင်ဆက်မှုတွေနဲ့တောင်ပြည်သက်တွေကိုကပြတင်တယ်လို့အကြံပေးချင်ပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုပေးနေကြတဲ့ချက်ပြည်သက်ကြီးတို့ရောအခုလိုမတန်ဆွမ်းသူတွေကိုစင်ပေါ်မှာလောင်ပြောင်ပြီးဟာတာလုပ်ပြတဲ့အောင်စပူတို့ရဲ့လုပ်ရပေါ်မှာဘယ်လိုမြင်ကြလဲရှင်။အရှင်ကလိုပဲသဘောထားကြည့်ပြီးခွင့်လွှတ်ပေးတဲ့လားဒါမှမဟုတ်ထိထိရောက်ရောက်ရေးယူတားမြစ်သိပြီလားဆိုတော့ကိုပြောသွားကြပါအောင်ရှင်။